Hello အားလုံးပဲမင်္ဂလာပါဒီနေ့ချိန်ပါဆော့ပါမယ်ကြည့်ကြလားရှင်ဒီနေ့ချိန်ခလားနေတော့မှပဲဖြစ်ပါတယ်ဒီတာဝါကြီးပဲဒါလေးကကြည့်ကြလားရှင်ဒါလေးကြည့်ရင်လည်းကိုယ်ကဝင်ပြီးပါအောင်ဒီဟာလေးကချိန်မနေ့ကူထားတဲ့တာဝါလေးပေါ့နော်ချိန်ဒီတာဝါလေးကိုဘူးပြက်ဝါးပေါ့ဒီနက်ကဝိုင်းဖက်ဖွင့်ထားဝိုင်းဖက်နဲ့ဆော်နေတာ Let's go ဒီအလေးရာအရောင်ကိုသိမ့်လို့လည်းကောင်းတယ်ဆက်လို့လည်းကောင်းတယ်ဆက်လို့လည်းကောင်းပါတယ်သိမ့်လို့လည်းကောင်းပါတယ်ဘယ်လိုလုပ်ရပါတယ်ရှင်ခုချိန်လိုက်ဆော်ပြမယ် Let's go ဒီနေ့လည်းပါပြီဒါလေးကတော့အတင်းကြီးဆက်ပြမယ်ဒီပုတ်ကလိုက်တာ Let's go yes helloချိန်နဲ့စားတယ်အမစားကြပါအောင်နော်စားကြပါဦးဖေးဒီလေးနော်ဒီပါစားစားစားကောင်းလားပြင်မလို့စားချင်တဲ့ချိန်ကိုကိုမမောင်ရေးပေးပါသူစားချင်တဲ့ကိုမမောင်ရေးပေးပါဒီတော့လည်းဒီတော်လေးကြည့်လိုက်ရအောင်နော်ဟဲ့စိတ်ကြနော်သူကစားကောင်းလားမသိဘူးရေးပါတော့ပါ Let's goဒါလေးအဟိုးစားလေးရောစပီးဒီလက်စားချင်လာလားကြောင်လေး Let's go ချိန်တခြားနေရာလေးသွားကြမယ်လိုက်ခဲ့ကြပါ Let's go ထိုးကြမယ် Let's go ဒီအိမ်ရဲ့ရေဆုံးဆက်တင်ပြီးတည်းဝင်လာပါပြီ Let's go ဒါတော့တခြားကမှလေးပြောပြကြမယ် Hello သူလည်းပြောပြတတ်တယ်ပေါ့နော်ချိုးနေကြတယ်မင်္ဂလာပါဒီနေ့ချိန်လေးကြတဲ့ဒီနေ့ကချိန်တရားဟိုဒါချိန်ရဲ့ခန်းပေါ့နော်ဒါချိန်ရဲ့တကယ်ချင်းနေဘူးခေါ်မယ်ဘူးလဲမယ် Let's go လူလဲကြမယ်ရှင်ဗာလေးလဲမယ်နောက်သမီးလေးချစ်စရာလေးGood. I present to you the Barbie skin. I present to you the Barbie skin. Okay, yeah, Barbie shit. Change the channel.
ဒီထဲဝင်သွားဒါပါလေးလဲဆိုတော့ဒီဒါလေးပြရည်ပါ let's go လေးပြရည်နဲ့ဝင်သွားပါမယ်။အော်လေးပြရည်နဲ့ပါဒီလိုလေးလေးကြာပါတောင်ရချိန်ပြောပြစရာလေးဖြစ်နေတယ်နော်။ဒီဟာလေးကသူတို့တွေကဒါလေးဒီမှာဒါလေးကဒါလေးညီမလေးပါဒီနေ့ငါရောက်ကနေညီမလေးပါငါရောက်တယ်မဟုတ်ဘူးငါတော့တယောက်ကျန်ပြီးတယ်6ယောက်ပါသူကတော့ဒါမာနေတဲ့ wifi သမားပေါ့သူကတော့ခိုင်းစစ်ပေါ့အော်ဒီနေ့သူတို့ညီမလေးက shopping ဖတ်မှာ shopping ဖတ်မှာဆိုတော့လက်ထက်ကြမှာမဟုတ်ဆိုင်တယ် let's go သူတို့ဆက်မဲ့သွားနေရတဲ့စကားလေးနဲ့ let's go ညီမလေးငါကြားစီငါတို့ဖျားသွားမယ်အေးဟုတ်ကဲ့မမတွေအေးသွားမယ် let's go ခုချိန်ရပါဆိုတော့ဆိုတော့မဟုတ်တော့ကြမယ်တော့မဟုတ်ဘာဖြစ်လဲပိတ်ထားလိုက်နော်သူကတော့မခေါ်ထားဘူးတော့သူမခေါ်ထားဘူးဒီမှာချေလို့ညီမရေးလာပါရှင်းချေလို့ညီမလေးသူကတော့ချေလို့ရဲ့ညီမလေးနော်ရပါတယ်ရှင်းရပါတယ်မလုပ်တဲ့ကလာချေလို့ညီမပေါ့သူကတော့ချိန်လို့မသိပါဘူးဒါချိန်လို့ညီမသူလည်းပါပါရဲ့ဒါချိန်ညီမပေါ့ဒါချိန်ညီပါပဲဒီချိန်ညီမလေးတွေက let's go happy ball ထွက်ကြတာပေါ့နော် happy ball ထွက်ရင်လည်းမုတ်ဆိုင်ဝင်လာတာပေါ့မုတ်ဆိုင်မှာချိန်ဘာရောက်နေတဲ့ကောင်မလေးကဒါလေးစားပါတယ်ဒီအင်းမကြီးလေးအဲ့ဒါစားတယ်သူလည်းအဲ့ဒါစားပါတယ်ရှင်းတယ်ကောင်းလိုက်ရင်ဒီညီမစားကြတာကိုညီမလေးတွေဝင်ကြဟိဟုတ်ကဲ့ဒီရမှာဘူးတွေတင်းနေရလာစထားရဆိုတော့ရိုးမွားဘူးတွေကောင်းဝင်စား I present to you the Barbie skin. ကြာတယ်ဟုတ်ကဲ့ဝိုင်းမတက်ပါတယ်ဒီမှာတော့ပြောလိုက်ကြခဏနေတော့မှလိုက်ကြတယ်နော်ကြီးတက်လာပြီတက်လိုက်ကျေးဇူးခိုင်းဆွလိုက်မယ်ပေါ့ let's go ပြန်ဝင်လေ
မှာလိုင်းကြာတဲ့ချိန်တောင်းလာပါပြီ Slime Aid.